င်္ဂလာပါဒီနေ့ကတော့ချင်းမိုင်ကပေါ့နော်နာမည်ကြီးတဲ့မဲ့ခပောင်ရွာကိုရောက်နေရပဲဖြစ်ပါတယ်အဲ့တော့မဲ့ခပောင်မှာနူဘာတွေလုပ်မလဲဘာတွေစားမလဲဆိုတာပေါ့နော်အဲ့ကြည့်ပါနော်ဒါကတော့တက်ခဲတဲ့လမ်းလေးပေါ့ရောက်တဲ့ချိန်ကနည်းနည်းနေပူသွားတော့လေနည်းနည်းတော့နေပူနေဒါခေါင်းမှာပတ်တဲ့ခေါင်းပတ်လေးတွေ့လို့တစ်ခုလောက်ဝယ်မယ်ဒါလေးဝယ်လိုက်မယ်220တဲ့你给我吃的，别手多么了，ကြိုက်တယ်ဒါလေးလည်းကြိုက်တယ်တော့စိတ်ကူးပြောင်းသွားပြီဒီအုတ်ထုတ်ပဲဝယ်လိုက်တော့မယ်ဘာလို့အဲ့လိုမျိုးကောင်းစားရှိပြီးသားဆိုတော့အဲ့မယူတော့ပဲနဲ့ဒီအုတ်ထုတ်လေးယူလိုက်ပါမယ်ဒါလေးတွေကလက်ပတ်လေးနဲ့တူတယ်ဒါကရင်ဝတ်စားပတန်လေးနဲ့တော်တော်လေးတူရတာလေးဒီအုတ်ထုတ်ကိုကြိုက်ရတဲ့အကြောင်းရင်းကငယ်တုန်းကအဲ့လိုမျိုးအဖွားအဲ့လိုပိတ်စားပို့တဲ့ဟာတွေနဲ့အဲ့လိုအုတ်ထုတ်ကိုဆက်ပေးရလေအားကြောင့်မလို့အဲ့ဒါလေးသဘောကျပိတ်စားကြီးဆက်ပေးရပိတ်စားပို့တဲ့ဟာတွေဆက်ပေးပြီးတော့အဲ့လိုမျိုးအိတ်တို့ဘာလို့ထုတ်ပေးရလဲအဲ့ဒါရမ်းမမိနေတော့အဲ့ဒါလေးကအဖွားကိုလည်းတတိယစီလို့ဒီအုတ်ထုတ်လေးဝယ်လိုက်ပါတယ်ဒါမြစ်ချင်ဘူးထဲမှာတိတ်ထားတာဝက်ခောက်ဒါကတော့ဆန်ငါတို့ဘယ်လိုခေါ်လဲမသိဘူးဆန်6စပါးထမင်း6ကြော်ထမင်း6ကြော်Star April တီမြကြီးနားမှာပဲစားရတာအခုဒီမှာစားရပြီဝယ်စားမယ်ဒါကဟိုပြားအိမ်ဒီမှာ Star April တီခွဲတစ်ခါခွဲပြီးရဆိုတော့ယူသွားမှခဏနေတူတူစားမယ်ဒါကတော့ street food ပုံစံနေပေါ့Star April တီအများကြီးပဲသူရဲ့စတိုင်လေးကဒီလိုလေးသူကရှေ့ကိုလမ်းဆက်လျှောက်ဒီမှာလဲစတိုးဆိုင်လေးရတောင်ပေါ်ကသူမြကြီးနားတောင်ပေါ်ဘက်ကပုံစံမျိုးလိုပဲဝက်ကလေးစားရအောင်ဝက်ဥရအောင်ဒီလိုတစ်သားအိမ်နေနဲ့လေအဲ့ဒါကိုကြိုက်တယ်တော့တောင်ပေါ်ရွာကလေးပေါ့ဒါတော့သူ့ဆရာဟိုကနေတူရယ်ကရားဝဲဦးချောင်းနော်ကရားဝဲဦးချောင်းလို့ပြောဘက်ကဘာလဲမသိဘူးဟုတ်ကအဲ့ဒါစားကြည့်လို့ဒီမုံမာနီတီမုံဝယ်ပြန်မယ်စားမယ်ဟုတ်တော့အခုရောက်တဲ့အချိန်ကနေလေ7လောက်ဖြစ်နေရောလေဟိုက်စားနေနောက်က breakfast ကစံပြုတ်စားလာတယ်Star April တီကတော့မစားရအရန်ကြာသွားပြီဒါတော်တော်လေးကိုကြာသွားပြီမြကြီးနားပဲရတယ်ရန်ကုန်ရောက်ကြတာနေမစားရတော့မြကြီးနားပြန်တဲ့အချိန်နေနဲ့ကြုံရင်တော့စားရသူကဒီလိုမျိုးMarch လတို့ April လတို့မှာပဲတီးရဲ့အတီးပေါ့အဲ့ဒါ Star April ဆိုပြီးတော့ပြောရပေါ့
April ရဲ့ star ပေါ့မှားလိုက်အောင်မယ်ချင်းတော့ချင်နော်ဒါကြံမစားရဘူးနော်သူ့ရဲ့ဝိုင်မပေါဘူးနော်ကောက်ရင်ရွက်နေအောင်စုတာအဲ့ဟိုကဟင်ဖန်ထောင်းဟုတ်ဘာခေါင်းနဲ့စားမယ်ဘာခေါင်းနဲ့ဟိုသူ့ရဲ့ဟိုမှာဝက်ဝူချောင်းကတရားဝက်ဝူချောင်းနဲ့နည်းနည်းလေး spice ပုံများတယ်ဟင်းခက်မုံနေပြီဟင်းခက်မုံနေအရွက်တွေပုံများခုနကဝယ်လာတဲ့ဝက်ဝူกินข้าวก็ไม่อิ่วต้องอ่ะဒါဥဂျိုဒါဥပိတ်ဒါလည်းတပွဲမှာလိုက်တယ်ဒါကလေဟိုအင်းမုံတီခေါ်လားရှမ်းမုံတီခေါ်လားအဲ့လိုပုံစံနဲ့တူတယ်ပဲသွေးလိုမျိုးလေးလည်းပါတယ်မုံရင်ငါဖက်မုံတီဖက်နဲ့စားမယ်နေလိုက်မယ်ဟုတ်ဒီဖက်နဲ့ဟိုမန်းအဲ့ရဘလို့ခွာလဲမြင်းရှည်ဖက်လားမသိဘူးလေအဲ့လိုပုံစံမျိုးနဲ့စားရလားမသိဘူးအင်းမုံဒီကမသိဘူးအန်ဒီပေါက်အိမ်မှာတစ်ခါစားဘူးလေဟာဟိုနဲ့ဟာနဲ့လဲဝတ်သားနဲ့လားဝတ်သားနဲ့အဲ့တွေးမှာပူလေးပူနေအောင်စားအနစ်ထဲမှာငါးလိုလည်းပါတယ်အနစ်ထဲမှာငါးလိုလည်းပါတယ်မုံဟင်းငါးလိုအရသာလည်းနည်းနည်းစင်တယ်ဒါပေမဲ့ဟောက်ဆွဲလိုအရသာလည်းစင်တယ်အချိုပဲဟာစားလည်းတင် comment မှာရေးပေးပါအောင်နော်စားပြီးွားရေကွာပြောင်းပြီအကုန်လုံးစားတော့စားပြီးပြီဆိုတော့အခုအချိုတဲမဲ့အလက်ခုနကတော့ဝယ်လာတဲ့ Star April လေး Star April စားနေဟုတ်ဒါလေးတော့ပုံရရတယ်ဒါလေးတော့ပုံရတော့မှာသူကဒီအပြင်ကဒီရစ်နဲ့ဟာကြီးစားရအောင်အဲ့အရာဖန်တယ်စားမဲ့ဟာရလူအီ是也罢，而且你讲，你我说，底下沙拉路一出水的，出炒的做的，只有沙米哇，只沙米你说哎，你也罢不要来说，
ပိုက်ရအပင်ပေါက်လာတော့မှ6စားရဲဆိုအတင်ငိုပါလေကလေးတော့ကဆိုဒီမှာဒီလိုအီအီလေးရှိရဲ့အဲ့အားလေးကစားလို့ရတယ်Can eat everything. Cool, sabi wabi, Lancet shop. Coffee, dum. เอาไปที่ไหน ဒီပင်ကတော့လာမလာမွေးလက်ရမ်းမွေးရပဲမပန်းခေါ်တယ်တော့မသိဘူးမိတော့မိသွားပြီနာမည်တော့ရှိရနေ့လေတနာရီမှာလမ်းလျှောက်ပြီးတော့အဲ့သူ့ရဲ့ရွာအပေါ်ဘက်ကိုသွားတော့ဟိုတောင်ပေါ်ရွာလိုမျိုးပဲဆိုတော့တောင်တက်နေရတယ်လို့ပဲအဲ့ဒါကိုနေ့လေတနာရီမှာတက်ရတယ်ဆိုတော့ so good ပေါ့ so good ဟိုးမှာမြင်နေရတဲ့ coffee ဆိုင်အဲ့ဆိုင်ကိုပေါင်းလို့လမ်းလျှောက်ဆောင်ပေါ်မှာစောက်ထားအိမ်လေးသူကဟဲ့မှာပဲ home stay တွေလုပ်ကြအဲ့ဒါကိုအခန်းနေငါစားဒါကျမတက်ခဲ့တဲ့လမ်းပါဆက်တက်ရအောင်မယ်ဟုတ်ပါပြီမျိုးကင်ယူရောကောက်ပါပြီမောပြီပဲပန်းနေအများကြီးတွေ့ရတော့အမောပြီအမေပြောကော်ဖီနာလည်းမွေးနေရပဲခုနကကော်ဖီတောက်မယ်ဆိုဒီဆိုင်ရှိရဆိုတော့မတောက်လိုက်ရအောင်မတောက်လိုက်ဘူးပေါ့နော်ဒီမှာပဲတောက်မယ်ဆိုပြီးတော့ဒီကနေမြင်ရတဲ့ view ကိုကြည့်လိုက်ရအောင်ဟိုးAmericano coconut နဲ့ coffee ကတော့တရက်တစ်ခွက်တောက်ရမနေနိုင်ဘူးဟုတ်ပါမယ်အောင်너무 좋아해 cheesecake 정말 베이크 같은 아래 주원 이만 얇다 네 아니 옹디 알아? 현장에 되면 띵세만 옹디 봐.
home stay နဲ့အခုဒီနူးထိုင်နေရပေါ့ပေါ်ထဲမှာ home stay ဒီဘက်မှာ coffee ထိုင်ဒါအဲ့လိုဆက်ထားတယ်မဲခပ်ပေါင်းရမယ်နော်ဒီပေါ်လာတဲ့နဲ့ဒီပေါ်မှာထိုင်ရပုံမိုက်တယ်လေတိုက်တာရော5ရောတက်ရှူရတာရောဘုံကောင်းမယ်ခုကတော့ coffee ဆိုင်ကနေပြီးတော့အောက်ပြန်ဆင်းပြီပေါ့နော်တက်တုံးကရဲကြီးချင်တယ်တက်တုံးကတော်တော်လေးတက်ရသလောက်လေးဆင်းတော့လေခက်တယ်ဗျတကယ်တော့တောင်တက်တာလေဟယ်လိုတောင်တက်တာအသက်မှာတိတ်မပင်ပန်းဘူးအစင်းမှာကျတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အရှိန်ကိုထိန်းရတော့လေအရှိကိုမောင်းမကြောက်ရနောက်လန့်ပြီးဒီလိုဆင်းရဆက်ဆင်းလိုက်ပါအောင်မယ်ဒါသူရဲ့ဘယ်လိုပြောမလဲဟုံးကြီးချောင်းလို့ပြောမှာလေအဲ့လိုပုံစံနဲ့ခုံးကြီးကြောင်းလို့လမ်းကြားပေးရနေပြီးတော့မှလမ်းကြားပေးရနေပြီးတော့မှတော့နိုင်ဖျားရှိခုံးတိတ်တိတ်လေးဖြတ်ရမယ်ဆောင်းပါနော်ပန်းကလေဒီတောင်တက်တဲ့တစ်လျှောက်မှာတွေ့ရတယ်ဒီနားလေးရောက်လို့ရှင်တော်တော်မွေးရပဲညမွေးပန်းအနက်နဲ့လည်းနည်းနည်းရှင်းတယ်တမပူလာတယ်သူကတော့ခရမ်းအောင်လေးပါတော့ဒါတော့အစင်းဘက်ကနေမြင်ရတဲ့ view ပေါ့ရွာကိုစင်းဘက်ကနေမြင်ရတဲ့ view ခြေလိုက်တာလက်တော့မကြည့်ပဲလက်ကြည့်အောင်တောင်တက်တောင်ဆင်းဆိုတော့အခုကအောက်ပြန်ရောက်လာပြီခုနကစားသွားတဲ့ဆိုင်မှာပဲထုံးစံအတိုင်းကျမရဲ့ favorite တင်မော်တီထောင်စားအောင်မှာဖြစ်ပါတယ်အဲ့ဒါစားပြီးတော့မှပဲကားနဲ့ပြန်ဆင်းမယ်ဝတ်တချင်လည်းခုနကအရန်ကောင်းတယ်ဝတ်တချင်လည်းပြန်စားမယ်တင်မော်တီထောင်နဲ့ဝတ်တချင်စားပြီးရင်ပြန်ပါမယ်အဲ့တော့အစားဆောက်နေရင်လည်းပေါ့နော်ကျမရဲ့အတွေ့အကြုံပြောရမယ်ဆိုရင်တော့နေရမ်းမပူခင်လာရင်တော့ကောင်းတယ်ဒိုးရောက်တဲ့အချိန်ကအရမ်းပူသွားတော့ဘယ်လိုပြောမလဲတပုတ်ရရင်လည်းတိတ်မလာတော့နေရအဲ့လိုခေါင်းပေါ်တက်တက်ကြီးဖြစ်သွားပြီဆိုတော့လေအခုဆိုလဲ3နာရီလောက်ဟုတ်တယ်3နာရီထိုးသွားပြီဆိုတော့အရမ်းပူတယ်ညနေနေကြတော့လေအရမ်းပူတဲ့ဟာဖြစ်သွားမှာတော့မနဲ့လာနိုင်တော့ကောင်းတယ်9နာရီ10နာရီလောက် breakfast စားပြီးတော့ရောက်လာပြီးတော့မှ10နာရီ17နာရီလောက်ပြန်ပြီးရင်ချင်းမိုင်ပြန်လဲအဲ့လိုဆိုတော့ပိုကောင်းတယ်ဆမ်းကျမတော့လူရရအောင်တမော်ထောင်းနေ့တိုင်းစားတယ်စိုင်တိုင်းမှာစားတယ်နေရာတိုင်းမြို့တိုင်းမှာစားတယ်ကျမရဲ့တမော်တီထောင်းပေါ်မှာထားတဲ့သစ္စာပဲဘယ်တော့မှမပြောင်းလဲဘူးပြစားရင်လည်းအဲ့လိုမျိုးပဲစား crab ပါရမယ် salted crab ပါရမယ်ပြီးတော့ငပိပါရမယ်ကျမအစားအသောက်ကိုတော့လေစင်ချင်ပြီးတော့စားရတယ်ဒါပေမဲ့မစင်ချင်နိုင်တဲ့ဟာရှိတယ်အဲ့ဒါပါလဲဆိုတော့ငပိနဲ့လက်ဖက်မကောင်းမှန်းသိတယ်ဒါပေမဲ့ကြိုက်တယ်အဲ့နှစ်ခုကိုလေအဲ့ဒါနောက်ပိုင်းတော့အဲ့လိုနည်းနည်းတော့ဟိုတတိနဲ့တော့ပေါ့နော်စားတာပေါ့စီကြောစားတွေ fast food တွေပြီးတော့ ready made drink တွေဆိုတယ်ဆိုတော့လုံးဝမတောက်ပဲနေနိုင်တယ်ဒါပေမဲ့ငါပြီးမစားပဲမနေနိုင်ဘူးဖက်တော့လည်းမစားဘဲနဲ့မနေနိုင်ဘူး
ပြီးတော့ငရုတ်တီးငရုတ်တီးလဲနည်းနည်းလေးပါမှတောက်စားတောက်ရတာနည်းနည်းအဆင်ပြေတော့မြို့ထဲကနေရှင်လိုက်ရင်ဒီမှာတော့အရသာပို့ပြီးတော့ strong ပို့ဖြစ်တယ်အခုကတောင်ပေါ်ကနေပြီးတော့ဆင်းလာပြီးတော့ hello ဆင်းလာပြီးတော့အခု strawberry farm လေးတစ်ခုတွေ့ရပေါ့နော်အဲ့မှာတွေ့တော့အဲ့ထဲကိုဝင်ကြည့်ပါဦးမယ်တော့တသေးလေးစတွေ့တာပါဒီမှာလည်းတသေးလေးအဲ့ farm တစ်ခုလုံးပေါ့အဲ့တော့ဒီမှာကတော့အနောက်မှာ lavender နဲ့တော့တူတယ်အရာ lavender တော့မဟုတ်ဘူးခရမ်းရောင်တော့တူတယ်ပေါ့နော်အဲ့တော့ပန်းခင်းထဲမှာကျမရောက်နေတယ်ဆိုတော့ကျမတဘာဝတရားကိုပန်းလေးတွေရဲ့အလောက်ခံစားလိုက်ပါအောင်မယ်လို့အဲ့တော့ဒီ vlog လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ရအောင်နော် bye bye